မရှိတော့တဲ့နောက်ပိုင်းမှာဖေဖေတာဝန်တာကြီးထမ်းဖို့မယ်တာကြီးချစ်တဲ့မေမေရဲ့ညီလေး3 ယောက်ကိုအရှိကနေကာကွယ်လို့ရှာကြွေးမယ်တစ်ချိန်ကတာကြီးဆိုခဲ့မိုက်ခဲ့တာမေမေရှိမှဒူထောက်တောင်းပန်မယ်ခွင်လို့ပေးပါမေမေတာကြီးရဲ့အမားကိုဒီနေ့ကစားလိမ့်မှာပါတော့မယ်တာကြီးချစ်တဲ့ချစ်မေမေရဲ့မေမေတာကြီးမေမေအားကိုရလိမ့်မာနေပြီအလုံးလဲကြိုးစားပြီစိတ်ချမ်းသာအောင်တာကြီးထားပါမယ်တာကြီးချစ်တဲ့ချစ်မေမေရဲ့မေမေတာကြီးမေမေအားကိုရလိမ့်မာနေပြီအလုံးလဲကြိုးစားပြီစိတ်ချမ်းသာအောင်တာကြီးထားပါမယ်မရှိတော့တဲ့နောက်ပိုင်းမှာဖေဖေတာဝန်တာကြီးထမ်းဖို့မယ်တာကြီးချစ်တဲ့မေမေရဲ့ညီလေး3 ယောက်ကိုအရှိကနေကာကွယ်လို့ရှာကြွေးမယ်တစ်ချိန်ကတာကြီးဆိုခဲ့မိုက်ခဲ့တာမေမေရှိမှဒူထောက်တောင်းပန်မယ်ခွင်လို့ပေးပါမေမေတာကြီးရဲ့အမားကိုဒီနေ့ကစားလိမ့်မှာပါတော့မယ်တာကြီးချစ်တဲ့ချစ်မေမေရဲ့မေမေတာကြီးမေမေအားကိုရလိမ့်မာနေပြီအလုံးလဲကြိုးစားပြီစိတ်ချမ်းသာအောင်တာကြီးထားပါမယ်တာကြီးချစ်တဲ့ချစ်မေမေရဲ့မေမေတာကြီးမေမေအားကိုရလိမ့်မာနေပြီအလုံးလဲကြိုးစားပြီစိတ်ချမ်းသာအောင်တာကြီးထားပါမယ်